အတအစိမ်များမမွေးထားပါကိုချိုးကိုလည်းပေးထားကလူဟာလူပါလောဝဌာနရှိသူကလောဝပဲလူပါဝိကြည်တရားရှိသူကတမောအောက်ကလူများဖို့ငါစိတ်ကြူကိုယ်လူကုသိုလ်တရားတူဆောက်လို့သာမြင့်မြတ်တဲ့သူတို့စေတနာကံလို့လည်းကိုကူညီလို့ပြီးမှာအတအစိမ်များမမွေးထားပါကိုချိုးကိုလည်းပေးထားကလူဟာလူပါလောဝဌာနရှိသူကလောဝပဲလူပါဝိကြည်တရားရှိသူကတမောအောက်ကလူများဖို့ငါစိတ်ကြူကိုယ်လူကုသိုလ်တရားတူဆောက်လို့သာမြင့်မြတ်တဲ့သူတို့စေတနာကံလို့လည်းကိုကူညီလို့ပေးမှာဘာရမတွေ့လာပြီးပြေးလေအချိန်တိုင်းနေရာတိုင်းမှာလွန်လို့ကြာကြာတက်ကြွစွာကြိုးစားစားလုပ်ကြတာမမောဘူးမပန်းဘူးသူတို့စိတ်မှာပြောင်းမပွေးလို့စင်လဲဆန်းရ